material ဆိုတာဘာလဲ direct material ဆိုတာဘာလဲ indirect material ဆိုတာဘာလဲဒါလေးကိုသေချာသိကျင်နေဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်သွားပါအဲ့တော့ဒီသင်ခန်းစာက costing management က level 2ပေါ့ ACCA စသည်ဖြင့်အခြေခံအကျဆုံး concept တွေကတစ်ခုဖြစ်တယ်အဲ့တော့ candidate လို့ခေါ်တဲ့ဒီလေ့လာမဲ့သူတယောက်အနေနဲ့ material ဆိုတာဘာလဲ direct material indirect material direct cost လို့ခေါ်တဲ့ဓာတ်ရိုက်စရိတ် production overhead လို့ခေါ်တဲ့ထုတ်လုပ်မှုသွယ်ဝိုက်စရိတ်တွေဘယ်လိုဆက်နေလဲဆိုတာနားလည်ထားရင် cost classification chapter တစ်ခုလုံးအခြေခံကစပြီးတော့နားလည်နိုင်ပြီလို့ပြောလို့ရတယ်အဲ့တော့ material ဆိုတာဘာလဲ material ဆိုတာ goods or service ကုန်စည်နဲ့ဝန်ဆောင်မှုထုတ်လုပ်မှုမှာအသုံးပြုတဲ့ physical resources တွေဖြစ်တယ်ပုံမှန်ပြောရမယ်ဆိုရင်တော့ product တစ်ခုထုတ်လုပ်ဖို့လိုအပ်တဲ့ raw material လို့ခေါ်တဲ့ကုန်ကြမ်း component အစိတ်ပိုင်းတွေ supply ထောက်ပံ့ပစ္စည်းများအားလုံးကို material လို့ခေါ်တယ်ဥပမာအားဖြင့်ပရိဘောဂ furniture factory တစ်ခုမှာစပွဲ table တစ်ခုထုတ်မယ်ဆိုရင်အသုံးပြုတာတွေက wood လို့ခေါ်တဲ့သစ်သား nail လို့ခေါ်တဲ့သံ glue လို့ခေါ်တဲ့ကော် varnish လို့ခေါ်တဲ့အရောင်တင်တာတွေစသဖြင့်အားလုံးကိုဘာလို့ခေါ်လဲ material လို့ခေါ်တယ်အဲ့တော့ material တွေကိုအမျိုးအစားထပ်ပြီးတော့ classification ခွဲကြည့်မယ်ဆိုရင် direct material ဓာတ်ရိုက်ကုန်ကြမ်း indirect material သွယ်ဝိုက်ကုန်ကြမ်းဆိုပြီးတော့ခွဲမေးလေးရှိတယ်အဲ့တော့ direct material ဆိုတာဘာလဲလို့မေးခွန်းတစ်ခုထပ်ပေါ်လာတယ်အဲ့တော့ direct material ဆိုတာကသူ့ရဲ့ definition မှာတော့ direct material ဆိုတာ finished product လို့ခေါ်တဲ့ကုန်ကြောတစ်ခုထဲမှာဓာတ်ရိုက်ပါဝင်သွားတဲ့ product တစ်ခုချင်းလိုက် cost ကိုဓာတ်ရိုက်တိုင်းတာတွက်ချက်နိုင်တဲ့ TRAC trace ခြေရာခံလို့ရမယ်ဆိုရင်တော့ direct လို့ခေါ်တယ်အဲ့တော့ keyword အနေနဲ့ definition မှာ directly identifiable direct traceable easily measured ဆိုတဲ့စလုံးတွေပါမယ်ဆိုရင်တော့ direct material ကိုပြောတာအဲ့တော့ example မှာစပြီးတော့ furniture factory တစ်ခုအတွက် table တစ်လုံးထုတ်လုပ်တယ်အသုံးပြုတဲ့ wood သစ်သားက direct material ဘာဖြစ်လို့လဲဆိုတော့ table လို့ခေါ်တဲ့ finished product ထဲကိုဓာတ်ရိုက်ပါဝင်သွားတဲ့အတွက်ဖြစ်တယ် example 2 garment factory လို့ခေါ်တဲ့ထည်ချုပ်စက်ရုံမှာရှာအင်ကြီးလို့ခေါ်တဲ့ finish ကိုတွေထုတ်မယ်ဆိုရင်အသုံးပြုတဲ့ fabric လို့ခေါ်တဲ့ဒါပိတ်စပေါ့အဲ့ဒါကို direct material လို့ခေါ်ပါတယ် example 3အနေနဲ့ bakery လို့ခေါ်တဲ့မုတ်ဖုတ်တဲ့လုပ်ငန်းတစ်ခုမှာကိန်းမုတ်ဖုတ်တဲ့ဆိုပါစို့အဲ့ဒီမှာအသုံးပြုတဲ့ flora လို့ခေါ်တဲ့ဂျုံwheat စရှိသဖြင့် sugar egg နော်တကြားတို့ကြက်ဥတို့ဒါတွေအားလုံး direct material လို့ခေါ်တယ်အဲ့တော့မေးခွန်းတစ်ခုမေးခဲ့လို့ what is in direct material လို့ပြောရင် direct material is any material that can be directly identified ဆိုတာက trace နော် with a specific product and forms part of the finished product တစ်ခုမှာအတိအကျပါဝင်ပြီးတော့ trace လုပ်လို့ရတဲ့ material ကို direct material direct material က characteristic လေးတွေက product finish ကိုတည်းပါသွားတဲ့ table မှာရှိတဲ့ wood ရှာအင်ကြီးမှာရှိတဲ့ favorite လို့ခေါ်တဲ့ပိတ်စ bread လို့ခေါ်တဲ့ပေါင်မုံမှာပါတဲ့ flora လို့ခေါ်တဲ့ဂျုံမုံပေါ့တနည်းအားဖြင့်ပြောရင် quantity ကိုတိုင်းတာနိုင်တယ် table လုံးမှာ wood က20 kg ပါတယ်ပေါ့တို့စီမှာဆိုရင်တော့ပေနဲ့သုံးတယ်เนาะတပေ5ပေရှာအင်ကြီးထဲမှာfavorite 2 meter ပိတ်စက2 meter 2 guide စသည်ဖြင့်ပေါ့အဲ့တော့ product ပေါ်မှာဓာတ်ရိုက် charge လုပ်နိုင်တဲ့အရာကိုတော့ direct material လို့ခေါ်တယ်အဲ့တော့ထပ်ပြီးတော့မေးခွန်းလေးတစ်ခုပေါ်လာတယ် direct material ဆန့်ကျင်မဲ့ indirect material သွယ်ဝိုက်ကုန်ကြမ်းဆိုတာပါလဲအဲ့ indirect material ဆိုတာကတော့ production process မှာသုံးတယ်ဒါပေမဲ့ product တစ်ခုချင်းလိုက်ဓာတ်ရိုက် trace လုပ်လို့မရနိုင်တဲ့ material ကို indirect material လို့ခေါ်တယ်For example, material furniture factory မှာ glue လို့ခေါ်တဲ့ကော်မပါလို့မရဘူးကော်သုံးရတယ်ပရိဘောဂစက်ရုံမှာအဲ့တော့ပရိဘောဂတစ်ခုမှာကော်ဘလောက်လဲအတိအကျတွက်လို့မရတဲ့အခြေအနေမျိုးမှာ indirect material လို့ခေါ်တယ်။ဘာကြောင့်လဲဆိုတော့ကော် glue ကိုသုံးတယ်ဒါပေမဲ့လို့ table တစ်လုံးထုတ်လုပ်တဲ့အချိန်မှာ
glue ဘလောက်ပါသွားတယ်ဘလောက်သုံးတယ်လို့ဒီကြတိုင်းတာလို့မရရင်ဒီ glue လို့ခေါ်တဲ့ကောကို indirect material example 2 machine wine lubricant engine wine အဲ့တော့ factory machine လို့ခေါ်တဲ့စက်ရုံမှာထုတ်လုပ်နေတဲ့စက်တွေကိုချောမွေ့အောင်သုံးတဲ့ engine wine အစရှိတဲ့အရာဒီ indirect material ဘာဖြစ်လို့လဲဆိုတော့ပစ္စည်းတစ်မျိုးချင်းအတွက်တိုင်းတာလို့မရဘူးဓာတ်ရိုက်ပါဝင်ခြင်းလည်းမရှိဘူး example 3ကတော့ cleaning material မှာတန်ရှင်းရေးလုပ်တဲ့အခါမှာဒီကြမ်းတိုက်တဲ့စက်ပြာစီတို့ detergent တို့ဒါတွေက indirect material ဖြစ်တယ် example 4အနေနဲ့ screw တို့ nail တို့သူတို့ကတော့ table တစ်လုံးထုတ်လုပ်တဲ့နေရာမှာ screw တို့ nail တို့ကတော့ဘယ်နှချောင်းပါတယ်လို့တွက်လို့ရပေမဲ့အမောင့်တန်ဖို့နည်းပါတဲ့အခြေအနေမျိုးမှာသူ့ကိုတော့ indirect လို့ခေါ်တယ်အဲ့တော့ nail တွေက product ထဲမှာပါတယ် value အမောင့်နည်းတဲ့အတွက် indirect လို့သတ်မှတ်လိုက်ခြင်းဖြစ်တယ်အဲ့တော့တို့ဒီမှာ direct နဲ့ indirect ဘာကွာလဲဆိုတော့ table လေးကိုမှတ်ထားရင်တော့မှတ်မိလွယ်မှာဖြစ်တယ်အဲ့တော့ direct material indirect material မှာနံပါတ်1သူကတစ်က product ထဲမှာပါဝင်တယ် indirect ကကြတော့ product ကို support လုပ်နိုင်တယ် now direct material က easily trace သူက difficult to trace direct material က easily measurable indirect material က difficult to measure direct material က direct cost indirect material က production overhead ထုတ်လုပ်မှုနဲ့ဆိုင်တဲ့သွယ်ဝိုက်စရိတ် direct material ရဲ့ amount က significant value high value ဖြစ်ပြီးတော့ indirect material က usually small value ဖြစ်တယ်အဲ့တော့ golden rule ရနော်တို့ဒီမေးခွန်းလေးမှာ material က production နဲ့မှာဓာတ်ရိုက်ပါဝင်လာလို့ကိုမေးကြည့် yes လို့ပြောရင် dry material question number 2 material cost ကို product တစ်ခုချင်းအတွက်ဓာတ်ရိုက်တိုင်းတာနိုင်လားဆိုတော့မေးခွန်းမှာ yes တိုင်းတာလို့ရတယ်ဆိုရင် dry material ဖြစ်တယ် no တိုင်းတာလို့မရရင်တော့ indirect material အဲ့တော့ cost ကို classification လုပ်မယ်ဆိုရင်တော့ဒါက exam မှာအရန်ကိုအရေးကြီးတယ် dry material ဒီ direct cost ဖြစ်တယ် indirect material ကတော့ production overhead ထုတ်လုပ်မှုနဲ့ဆိုင်တဲ့သွယ်ဝိုက်စရိတ်ဖြစ်တယ်အဲ့တော့ costing formula လေးရှိတယ် prime cost လို့ခေါ်တဲ့အဓိကကုန်ကျစရိတ်က direct material direct labor direct expense သုံးခုပေါင်းရင် prime cost လို့ခေါ်တယ်အဲ့ဒီ prime cost နဲ့ manufacturing cost နဲ့prime cost ဒီ manufacturing cost အမျိုးအစားဖြစ်တယ်အဲ့ဒီ prime cost နဲ့ production overhead နဲ့ပေါင်းရင် factory cost production cost လို့ခေါ်တယ်မကြာခဏမေးလေရှိနော်ပြောချင်တာက direct material direct labor direct expense အဲ့ဒီသုံးခုပေါင်းရင် direct cost prime cost လို့ခေါ်တယ် prime cost နဲ့ production overhead နဲ့ပေါင်းရင် production cost ဖြစ်တယ် production cost မှာထုတ်လုပ်မှုနဲ့မဆိုင်တဲ့ non production cost admin selling and distribution cost တွေပေါင်းလိုက်ရင် total cost လို့ခေါ်တယ် total cost မှာအမြတ်တင်ထားတဲ့ profit ပေါင်းထည့်လိုက်ရင်အရင်မှာအမြတ်ပေါင်းထည့်ရင်ရောင်းစရိတ် selling price ရမယ်အဲ့တော့ဥပမာဖြင့်ဒီတို့ထိုင်ကုန်ထုတ်လုပ်တဲ့စက်ရုံမှာတစ်သားဘိုးက9သိန်း direct material ကော်က2000 indirect material machine wine က1000ခွဲ indirect material carpenter wages လက်သမားက3သိန်း direct labor အဲ့တော့ဒါဆိုရင်အားလုံးပြန်ပြီးတော့မလုပ်ကြည့်ပေါင်းကြည့်လိုက်လို့ရှိရင်သူရဲ့ factory cost ရမယ်အဲ့တော့တို့ကဒီနေရာမှာ dry material ကဘယ်ဟာလဲ machine wine လား no cleaning no favorite use in shop production အင်ကြီးထုတ်တဲ့နေရာမှာ favorite က direct cost ဖြစ်တယ်နော် now question number 2 glue ကဘယ်လိုမျိုးစားလဲကော်ပါဆိုမှတော့ indirect material ဖြစ်တယ် question number 3 indirect material က normally ဘယ်ထဲမှာပါလဲဆိုတော့ indirect material ဒီ production overhead ထုတ်လုပ်မှုသွယ်ဝိုက်စရိတ် question number 4 prime cost ကအစိပ်ပိုင်းကဘာလဲပြော direct material ဖြစ်တယ်အဲ့တော့ exam မှာ nail က furniture production မှာသုံးတဲ့ dry material လို့ပြောရင်ဒါပါလေ false nail က product ထဲမှာပါပေမဲ့ value နည်းတဲ့အတွက် trace လုပ်လို့ခက်ခဲတဲ့အတွက်သူ့ကို indirect ဖြစ်သတ်မှတ်လို့ဘာဖြစ်လဲရတယ်နောက်တစ်ခုအနေနဲ့ကြတော့ဟိုပါရှိသေးလဲဆိုတော့
exam မှာ item တစ်ခွေရင် product ထဲမှာပါလား product တစ်ခုချင်းအတွက် cost ကိုဓာတ်ရိုက်တိုင်းတာနိုင်လားကြည့်အဲ့တော့ yes လို့ပြောရင် direct material prime cost မဟုတ်ဘူးဆိုရင်တော့ indirect material production overhead သင်တန်းတွေကိုတော့ online on campus လာစဉ်တန်းခွဲသင်များလဲ on campus ကတော့လာစဉ်မရှိဘူးပေါ့နော်နှစ်လတစ်ချိန်ရှိအဲ့တော့ Sunday only ကတော့ကျွန်တော်တို့တစ်နှစ်ကို2ချိန်ပဲဖွင့်တယ်တစ်ပတ်4ရက်တက်မယ်ဆိုရင်တော့နှစ်လနဲ့ပြီးပါတယ်အဲ့တော့သင်တန်းနဲ့ပတ်သက်လို့ဒီဒေးသိချင်း0951099922ကိုရုံးငိန်တွင်ဆက်လို့ရပါတယ် Fiverr ကမေးလဲရပါတယ်သင်တန်းလိပ်စာကတော့လဲရမှတ်တိုင်နားမှာရှိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်